ဒီဗီဒီယိုလေးကတော့တကယ်ချင်းနဲ့တူတူနေပူချစ်တောက်နေတဲ့အချိန်မှာမနှက်ဆက်သွားစားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်။ဆိုင်အောင်လမ်းလျှောက်သွားပါတယ်။ဆိုင်ရောက်ပါပြီ။မီနူးတွေကလည်းအများကြီးပဲဈေးတွေကတော့ရှယ်တန်နေ။ဒီဆိုင်ကဖက်တီထမင်းနာမည်ကြီးတာဆိုတော့အဲ့ဖက်တီထမင်းကိုစားဖို့တွက်သွားတာဆိုတော့ကျမဖက်တီထမင်းမှမှားလိုက်ပါတယ်။ပြီးတော့တကယ်ချင်းတွေကပါစားမလဲဆိုတော့သူတို့ရွေးပါတယ်။အကြာကြီးပဲရွေးနေတာပါကျမတို့တွေ။မီနူးတွေကြည့်နေတဲ့အချိန်မှာကျမမီနူးတစ်ခုတွေ့ပါတယ်အဲ့ချိန်မှာနေရမ်းပူတာပဲ။အဲ့ဒီနေရမ်းပူတာပဲကြီးကိုမှားချလိုက်ပါတယ်။အဲ့ဆိုင်တော့စောစောကြိုသွားပါဘာလို့လဲဆိုတော့အရန်ဆောင်ရတယ်ဒါလေးကတော့စလုံးထမင်းဖြစ်ပါတယ်ပြီးတော့ဒါအုံတို့ခောက်ဆွဲစလုံးထမင်းနဲ့အုံတို့ခောက်ဆွဲပြီးတော့ရောက်လာပါတယ်နန်းကြီးတုံးရှမ်းခောက်ဆွဲရောက်လာပါတယ်ချက်သားတုပ်ရောက်လာပါတယ်ကျမရဲ့ဖက်တီထမင်းကိုစောင့်နေနေသူများဟာတွေနှိုက်မြည်ဖို့စပါမယ်အရှင်မကိုချိုင်းတက်ကြီးကပြောတော့အုံတို့ခောက်ဆွဲတော်တော်ကောင်းတယ်ဆိုတော့အမှစပြီးတော့နှိုက်မြည်လိုက်ပါတယ်တကယ်ကောင်းတာပါအုံတို့ခောက်ဆွဲကတော့10 out of 10အရန်ကောင်းတကယ်ရှေ့ကောင်းအကောင်လုံးကဖက်တီးထမင်းမာတဲ့အချိန်မှာကွန်မန့်တစ်ကစလုံးထမင်းလေးဆိုတော့သူကအရင်စားလိုက်ရပါတယ်ပြီးတော့စာဦးရဲ့နန်ကြီးတုပ်ပါဘိုက်ကလည်းရန်စားနေပါပြီပြီးတော့မှဖက်တီးထမင်းရောက်လာပါပြီကျမစားချင်နေတော့အဲနဲ့ပထမတစ်လုံးစားမြည်လိုက်ပါတယ်သူ့ရဲ့အနှစ်ကအရန်ကောင်းတယ်ပြီးတော့ထမင်းကလည်းအများကြီးပါတယ်ပိုးရှင်းကတော့တော်တော်ကြီးရဲ့ချစ်ကြော်လည်းစားလို့ကောင်းတယ်ကျမချမောင်ကြော်လေးကိုနိုင်စားလိုက်ပါတယ်အမှနည်းနည်းချင်သွားလို့မျက်နှာလေးရှုံမဲ့သွားပါတယ်အားလုံးကပတိသမင်းမမှာကြဆိုတော့ရောက်လာပြီစားနေပါပြီပြီးရင်အမှနေရန်ပူတာပဲရောက်လာပါပြီနေရန်ပူတာပဲပါတောက်ကြည့်လိုက်တဲ့ခါမှာကျတော့ကျမနဲ့တိတ်မအပ်ဆက်ဘူးလို့ခံစားရတယ်အဲဒါကြောင့်ကျမကတော့တိတ်မကြိုက်ပါအဲ့နဲ့စားက energy drink တောက်တယ်လို့ဆိုတော့သူ့အသေးတိုက်ကြည့်လိုက်တဲ့ခါသူနဲ့တိတ်မအပ်ဆက်ဘူးလို့စားလို့ကောင်းပြီဈေးလက်တန်ပါတယ်နောက်တစ်ခါကျရင်အုံနှုတ်ခောက်ဆွဲစားမယ်bye bye အိမ်ပြန်ပါပြီ thank you for watching